ဆိုင်ရွာရဲ့မနေ့ကနေ့စီရဲ့အထိတ်လာတော့မှငါ့ကိုနှမ်းတော့မခေါ်ဘူး तू ကပြုံးစားရောက်လာတာငါလည်းနင့်ကိုပြောဖို့စဉ်းစားပါသေးရဲ့ဟာဒါပေမဲ့နင့်အမေကကြိုက်လားမသိမကြိုက်လားမသိတော့ငါလည်းမပြောတော့တာ အေးအဲ့ဒါတော့ဟုတ်တယ်ငါအမေကအထွေးနဲ့အဆက်တွေလောက်တာကိုသဘောမကျဘူးဟာအထွေးရလဲဟာဘာဖြစ်နေလဲမသိငါစီကစာရရတော့မှငါ့ကိုပြန်မဆက်တယ် ကဲပါအဲ့လောက်တွေ့ကျင်နေတယ်နောက်ထပ်စာရေးလိုက်ငါတို့ထပ်ပေးပေးမယ် စာတော့ထပ်မရေးတော့ဘူးဟာနေပါစက်နဲ့ပဲသွားပြောပေးပါလားတပတ်ခါမနက်10နာရီလောက်သူနဲ့ငါတွေ့နေစားဟိုးရင်အနေရာလေးကိုလာခဲ့ပါလို့ ကဲပါအဲ့ဆိုငါအခုပဲသူ့သွားပြောပေးမယ်တပတ်ကမနဲ့စင်တယ်နော် အေးဟုတ်တယ်ဆက်ဆက်လာပြအောင်လာခဲ့ဖို့ပြောပေးနော် 对呀。对，俺拿出来都不了呢。喂喂，对，哦，高山药ပါလားဦးလေးမြတ်မရှိဘူးအပြင်သွားလိုက်တယ်ခဏထိုင်ပါအောင် ရောက်လာမှတော့ကျင်နာတဲ့စကားပြောရင်ထွေးပြန်လာဒီကိုစောင့်မှာပေါ့ ရပါရဲ့ရှင်အေးစစ်စစ်ဆောင်ပါဦးလေးထွေးဧည့်သည်ကညနာလို့ဧည့်ခဲ့ကုန်တော့ ကျင်နာတဲ့ခုလိုစကားပြောခွင့်ရကိုယ့်ရင်ထဲမှာဝမ်းသာခြင်းရမ်းဖြစ်ရရရာကျင်နာတဲ့ကျွန်တော်စကားအေးစီအများကြီးပြောချင်သေးတယ်လား ကိုဆိုင်ရအောင်နဲ့ရနာမှာပြောစရာအကြောင်းရင်းတော့မရှိတာ ဟောကျင်နာရဲ့ယောက်ျားလေးတစ်ယောက်ကမိန်းကလေးတစ်ယောက်စကားကြီးအများကြီးပြောချင်နေဆိုရဲအကြောင်းပြချက်ကတစ်ခုပဲရှိပါရဲ့ကျင်နာလည်းခင်မိတဲ့မိန်းကလေးတစ်ယောက်ပဲဒီလောက်တော့ရင်းမိမှာငါကိုရှဒနာကို ဟာဘောင်ရောက်နေတာကို ဟောဦးလေးဆွေးတော်ပြန်လာရင်လေကိုဆိုင်ရပြန်တော့ပြီပါ ကဲဘောင်အိမ်ထီတော့လိုက်လာတာဆိုတော့ဟာများရေးကြည့်လို့လေ ဟိုရက်ကပို့ပေးလိုက်တဲ့မြတာပြေးစားပျောက်များပျောက်သွားရတာလို့အထွေ ရောဘောင်ဘောင်ရဲ့ကြည့်ပါ မသိပါဘူးစာဖက်ပဲပျောက်သွားလို့ရတာလေးကိုအစောက်တည်းမလုပ်တာလားလို့ ဟုတ်ဘောင်ဘောင်ရဲ့နမီးရဲ့နာရေးကိစ္စရဲ့အိမ်ကိစ္စရဲ့အကြောင်းတော့စိတ်ရှုပ်ပြီးတော့အားဖြစ်နေလို့ပါ အဲ့ဒါကိုပြောနေတယ်မောင်မြတာလေးကတချီချီနဲ့အထွေးနဲ့တွေ့ဖို့ချင်းပြီးပါနဲ့ကြည်တိုက်နေလို့ကိုအိမ်ထိရောက်လာရတာပဲ ဟောကိုပဲလာမ အထွေးနဲ့မြတာလေးဟိုရင်တွေ့နေကြနေရလေးကိုတပတ်ခါမနက်10နာရီလာဖြစ်အောင်လာခဲ့ပါတဲ့ ကျေးဇူးတင်ပါတယ်ဆန်းရုံရဲ့ကိုလာပြအောင်လာခဲ့မယ်လို့ဒါလေးကိုပြောပြပါနော် ထင်ပါဟိုပြောပြလိုက်ပါမယ်ကဲအဲ့ဒါဆိုကိုတောက်ခွင့်ပြု ကို